အားလုံးပဲမင်္ဂလာပါရှင်ဖူး Audio Book Channel မှာကြိုဆိုလိုက်ပါတယ်ရှင်အခုတခါဖတ်ပြပေးမယ့်ဝတ္ထုဇာတ်လမ်းလေးကတော့စာရေးဆရာမကြီးနုနုရီအင်းဝရေးသားထားတဲ့ကြံခတ်လို့ပန်းဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဆရာမကြီးအားယခုဝတ္ထုဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ခွင့်ပြုပါရန်ရိုသေလေးမြတ်စွာပန်ကြားအပ်ပါတယ်ရှင်ကြံခတ်လို့ပန်းဝေးမြေရဲချကိုရောက်ကတဲ့ကညတိုင်းလိုခန်းရွက်မက်တဲ့အိမ်မက်ဟာနှင်းမုံတွေကြားမှာဝိုးတဝါလှမ်းမြင်နေရတဲ့တောင်ကုန်းလေးတစ်ခုပေါ်ကဆစ်စရာတနာစရာစာတင်ကြောင်းလေးကိုပါပဲထိုင်လေညီမလေးရဲ့ထိုင်ပါဟုတ်ကဲ့အမညီမလေးနာမည်လေးပြောပါအောင်အမနာမည်ကတော့ညက်မတ်မြတ်ပေါ့ဟုတ်ကဲ့ကျမနာမည်ကခန်းရွယ်ပါမဟေးနာမည်လေးကလှလိုက်တာဟေးတကယ်ကြဆက်ကမှာနော်အိုင်တင်လောက်တတ်တယ်မဟုတ်လားဟာမဟုတ်ဘူးနော်အမဟိုအမတို့ကသင်ပေးပေါ့ခန်းရွယ်စူးစမ်းမှာပေါ့ခန်းရွယ်တခါမှဒါမျိုးတွေမလုပ်ဘူးပါဘူးအမရဲ့မနေ့ကလေဆရာတော်ရဲ့ဖုန်းကြီးကျောင်းကိုရောက်တော့ဆရာတော်ကပြောလို့ဒီမှာရောက်နေတဲ့မြန်မာတွေအားလုံးစုပြီးဘုံကထိန်ပွဲမှာပြဆက်ကရမယ်တဲ့အဲ့ဒါတရုပ်ဆောင်တဲ့သူတွေလိုတယ်သွားကူလိုက်လို့ပြောတာနဲ့ခန်းရွယ်လာတာခန်းရွယ်ကိုကြိုက်တာခိုင်းပါအမပြဆက်ထဲမှာမပါရလဲကိစ္စမရှိပါဘူးအခုဒီမှာမြန်မာတွေအများကြီးတွေ့ရတာနဲ့ကိုပျော်လှပြီအမတို့လည်းဒီလိုပါပဲကွယ်ကို့အချင်းချင်းတွေ့ရတာနဲ့ကိုပျော်နေရတာပါပဲပြဆက်ဆိုတာကလည်းအပျော်ပေါ့ဘသူမှလှုပ်တက်တဲ့သူမပါပါဘူးအိုကွာနောက်ဆုံးဘာမှမလှုပ်တက်တော့ပဲဝေလီလီခန်းကဒိုးတွေပါကြတာပေါ့စင်ပေါ်မှာဖျက်လျှောက်တဲ့အခန်းတို့ဘာတို့ဟာအမရေတကယ်ပြောတာခန်းနဲ့ဒီလိုစကားမပြောရတာကြာပြီဒီလောက်မြန်မာအများကြီးနဲ့လည်းမတွေ့ရတာကြာပြီဟုတ်လားခန်းနဲ့ဒီရောက်တာဘလောက်ကြာပြီ10နှစ်ရှိပြီအမရေမြန်မာပြည်ပြန်ရောက်သေးလားဘယ်နှခါပြန်ပြီးပြီလဲမပြန်နိုင်ပါဘူးအမရေတခေါက်မှမပြန်ရသေးပါဘူးခန်းနဲ့ပတ်စံဆူရတယ်အမရေရွာမှာအမေလည်းရှိတယ်ညီမလေးနဲ့မောင်လေးလည်းရှိသေးတယ်အော်ဟုတ်တာပေါ့ကွယ်ခန်းရွယ်တို့ကမောင်နှမ3ယောက်လား4ယောက်အမရဲ့ခန်းနဲ့ထက်အကြီးဆုံးအမရှိသေးတယ်သူကမန္တလေးမှာသူငငယ်လေးတွေကခန်းရွယ်တို့တောင်ပေါ်ရွာမှာအားကြီးစင်ရတော့မန္တလေးကတထေးအိမ်မှာကုဘော်လောင်ဘက်သွားထားရတာခန်းရွယ်ကြီးတော့သူ့စီတစ်ခါသွားလေဘူးပါတယ်သူတို့တထေးအိမ်မှာလေမနေတတ်ပါဘူးအမရဲ့အဲ့ဒီတုန်းကခန်းတွေကတောင်ပေါ်ရွာသူဘာသိမှလဲလှည့်စပွဲလည်းမသိဖင်တိုးအိမ်သားလည်းမသိကဲဟုတ်တော့နေပြီခန်းတွေရဲ့စကလုံးအသစ်ဆန်းတွေဟဲ့အဲ့ဒါလေအမရဲ့လှည့်စပွဲမှာထမင်းထိုင်စားခိုင်းတော့ဟိုဘက်ကဟင်းစားကြပေမဲ့လှမ်းလို့လည်းမမီပါဘူးကိုကြည့်ခိုင်းရင်ဟိုဟင်းစားကြတယ်လို့ပြောမှသူကလှည့်ပေးမှသိတာအမကကြီးလာတော့ရောက်ကရှာဖြစ်သွားတယ်အမရဲ့သူ့ကိုကြည်ခိုင်ခေါ်မှကြိုက်တယ်ဘိုင်းနာတဲ့ကိုကြည်ခိုင်အိမ်သာဗမာလဲဆိုပြီးပြေးတော့အခန်းကျဲကြီးထဲမှာဖင်တိုးအိမ်သာကိုမထိုင်တက်လို့ကိုကြည်ခိုင်ရေးဆိုပြီးအောင်ငူတော့တာအိုးစဖာကြီးတွေမှာလဲထိုင်ခိုင်းတော့လဲအမလေးအမေကြီးငါခါကြီးညှက်သွားတာပဲလို့ခန်းတွေကတော့အော်တာပဲအေးဘောခန်းတွေရဲ့ကိုမမသိတာနေပါအောင်ဒီကိုတော့ခန်းတွေဘလို့လို့ရောက်လာလဲခန်းတွေဒီကိုလာတော့တယောက်တည်းမဟုတ်ဘူးမရဲ့အမေတို့မောင်လေးတို့ညီမလေးတို့လည်းပါတယ်နယ်စပ်ကနေဝင်းပြီးအကြာကြီးအလုရှာရတယ်ဒုက္ခရောက်လိုက်တာမှအမရဲ့အိုးအခုဒီမျိုးဆိုတာဝေလာဝေးအိမ်မက်တောင်မမှတ်ဘူးဘယ်နားနေရမှန်းလဲမသိပါဘူးအဲ့ဒီနားတစ်ဝိုက်မှာပဲအလုတ်လိုက်ရှာနေပြီနောက်တော့မှတရက်ချန်တစ်ချက်မှာခြံဆောက်တဲ့အလုပ်ရတယ်အမေနဲ့ညီမလေးကခြံဆောက်မောင်လေးကခြံလုပ်ပေါ့
ခန်းတွေကတော့လမ်းပြင်နေစီမှာအလုပ်ရတယ်လမ်းအလုပ်သမားလေးတနေ့ကိုဘတ်80ရတယ်အမရဲ့တနေ့ကုန်လုပ်ရတာပေါ့ဒါပေမဲ့မမောဘူးအမသိလားအမကြားဘူးတယ်မဟုတ်လားမြင်းစေးဆိုတာလေစိတ်တွေလန်းဆန်းတက်ကြွပြီးမမောတယ်စေးလေအဲ့ဒီစေးကိုခန်းတွေတို့တောက်တဲ့ရေထဲမှာထည့်ထားတယ်လို့ပြောတာပဲရေကတော့ရေခဲတုံးကြီးတွေစိမ့်ပြီးပလတ်စတစ်ပုံကြီးတွေနဲ့ထည့်ထားတာအေးစိတ်ပြီးတောက်လို့ကတော့ကောင်းမှကောင်းအလုတ်လုတ်လိုက်ရေစာရင်ရေတောက်လိုက်အလုတ်ပြန်လုတ်လိုက်နဲ့မမောသလိုပဲသူများတွေပြောတာတော့အဲ့ဒီစေးထည့်တာတော့ဘာတို့ကအလုတ်သမားကောင်းလုပ်တာတဲ့ပိုက်ရှင်မသိဘူးတဲ့ပြီးတော့အမရဲ့သူတို့ကလေပြောတယ်သိလားသူတို့လူမျိုးဖြစ်ချင်းသူတို့ဆက်လက်တောက်ပါလားသူတို့အရက်တောက်ပါလားတဲ့သူတို့ဆက်လက်တွေအမမြင်ဘူးလားကုန်းချစ်တို့စိုင်ဖုံတို့လေကုန်းချစ်တို့ကအနီရောင်ရိုးရိုးဆက်လက်စိုင်ဖုံဆိုတာကဘူးအစိမ်းရောင်လေစပက်ရှယ်လုပ်ထားတာမပူလူတွေဘာတွေလဲရှိတယ်အဲ့ဒါဆက်လက်တောက်တင်တယ်အရက်တောက်တင်တယ်အမရဲ့အိုးဖဲတောက်ရဲပါမလဲအမရဲ့နောက်တော့လေအခုဒီမျိုးကသူနာပြုတ်ဆရာမကြီးတယောက်ကခလေးထိန်လာရှာတယ်တလကိုပတ်1500ပေးမယ်တဲ့ခလေးက3ယောက်ထိန်ရမယ်တဲ့3နှစ်ခွဲရဲ့2နှစ်ခွဲရဲ့9လရဲ့တဲ့အဲ့ဒီတော့အမေကစဉ်းစားပေါ်တဲ့လမ်းလောက်တဲ့ဆိုင်ခလေးထိန်လောက်ကတော်အောင်မယ်တဲ့မြို့ကြီးကိုလည်းရောက်မယ်တဲ့အေးပါအေးပေါ့ဟုတ်တာပေါ့အဲ့ဒီတော့အမရဲ့ခန်းတွေလည်းခလေးချင်းလုပ်မယ်ဆိုပြီးဒီမျိုးကိုသူတို့ကငွေကြိုပတ်9000ပေးတော့အမေတို့လည်းဒီငွေလေးနဲ့မြန်မာပြည်ကိုပြန်သွားရောခန်းတွေဒီကိုလာရတော့လေအမပြောရအောင်မယ်သိလားအဲ့ဒီသူနာပြုဆရာမကြီးရဲ့မောင်ကရဲအရာရှိဆိုတော့သူ့ရဲ့ကားနဲ့ခန်းတွေကိုရဲအဖမ်းခံရပြီလို့ထင်ကြတာအိုးခန်းတွေဇလန်းကတကယ်ပြစပဲဟုတ်တယ်အမဟုတ်တယ်အဲ့ဒါလေအဲ့ဒီအိမ်ရောက်တော့မှအလုတ်ထွက်မဲ့မင်းကလေးနှစ်ယောက်နဲ့တွေ့တယ်မြန်မာမတွေပဲသူတို့ကပြောတယ်ခလေးတွေကစိုးလွန်လို့ထွက်တာတဲ့တရံမဲပြန်လောက်တော့မယ်တဲ့လကကလည်းသူတို့ဘတ်2000ပဲရတယ်တဲ့လေဘယ်တက်နိုင်မလဲခံတွေကပတ်စံယူပြီးပြီလေလောက်ရတော့တာပေါ့အမရဲ့တကယ်ကြတော့လေလမ်းလောက်ရတာထက်တောင်ပင်ပန်းပါသေးတယ်ခလေးလဲထိန်ရတယ်အိမ်မှုကိစ္စတွေလည်းအကုန်လုပ်ရတယ်အမစဉ်းစားကြည့်လေဟုတ်တယ်ဟုတ်တယ်ဒီမှာတော့အကုန်လုံးမလို့အဲ့ဒါလိုပါပဲအခုရောခန်းနဲ့အဲ့ဒီအိမ်မှာပဲလားဟင်အင်းဟုတ်တော့ဘူးအမအဲ့ဒီအလုံးမလုံးတော့ဘူးဈေးကြီးမှလေ9ယောက်နေအကူပေါ့အမရဲ့9ပေါင်ရောက်တဲ့တထေးမရဲ့အကူပေါ့မစိုးပါဘူးဟိုလှုပ်ထက်ဆိုင်ရင်တော့တတ်တာပါတယ်သူ့အိမ်မှာပဲနေပေါ့ထမင်းလဲကျွေးတယ်ပတ်စံလဲပေးပါတယ်ဒီမှာလေးအမခန်းနဲ့လေဘီကဒီဆွဲကြိုးလေးရဲ့ဟန်းချင်းလေးရဲ့ကတထေးမကလက်ဆောင်ဝယ်ပေးထားတာဟိုတလောလေးကစုံသွားတဲ့သူ့အမေကြီးကိုခန်းတွေကတေချာပြုစုပေးလို့တဲ့ခန်းတွေကစေတနာနဲ့ပေါ့အိမ်လုတ်တွေလဲလုံးလဲအဲ့ဒါလိုပဲခန်းတွေက9ပေါင်လဲရောင်းရတယ်အိမ်လုတ်တွေလဲလုံးရတယ်အိမ်ပေါ်လဲတစ်ပိုင်းပေါ့အမရဲ့ခန်းတွေကပြဿနာကောင်းကောင်းတရုပ်ဆောင်နိုင်မှာတေးကြတယ်စကားသိပြောတတ်တာပဲဟုတ်လားခန်းတွေကိုရန်ထီကျောင်းနေခဲ့ဘူးတဲ့မရဲ့ခန်းထဲတို့ရာမှာ10တန်းအောင်တဲ့လူလဲအားကြီးရှားပါတယ်ကျောင်းနေဖို့လဲခက်တယ်ရွာကကိုထုကိုထကျောင်းကလေးမှာခန်းတွေကဆက်ရမှာပေါ့9ပေါင်းနေရမယ်9ပေါင်းတွေ9ပေါင်းတွေအရသာရှိတယ်လက်ဆက်တယ်ကလေးတွေစားရင်ညံကောင်းမယ်အားရှိတယ်ထွားကြိုက်မယ်9ပေါင်းတွေ9ပေါင်းတွေဈေးဝယ်ရှုပ်တဲ့ဒီလိုမနဲ့ခင်းမျိုးမှာဈေးကြီးရဲ့9ပေါင်းဆိုင်တွေကြားကနေခန်းတွေရဲ့အတန်ကြီးကြီးဆူဆူလေးဟာအမြဲထွက်ပေါ်လာတတ်တယ်သူတို့ဘာသာစကားနဲ့ပဲခန်းတွေကတတ်တတ်လက်လက်អော်တဲ့အပြင်ဝဲခြင်းအောင်လဲပြောတတ်တာကိုတထေးမကသဘောကျတယ်ခန်းတွေတစ်ခါနှစ်ခါអော်လိုက်တာနဲ့ဈေးဝယ်ကကျလာတာပဲတချို့ဈေးဝယ်မိခင်တွေကဒီငါးကိုစားရင်ခလေးတွေညံကောင်းမယ်ဆိုတာဘာဖြစ်လဲလို့မေးရင်လေခန်းတွေကတတ်တတ်လက်လက်ဖြေတတ်သေးတယ်ဒီငါးမှာအန်အိုဒင်းထပ်ပါလို့တဲ့ပညာသိမ့်မတတ်တဲ့
ခန်းရွက်ရဲ့ငါးပေါင်းတထီးမကတော့ခေါင်းမဲတငိမ့်ငိမ့်လှုပ်လိုက်တယ်တကယ်လေတကယ်ခန်းရွက်တို့ငါးပေါင်းဟာစားလို့ကောင်းအောင်တိချပေါင်းထားတာပေါ့ခန်းရွက်ပဲလှုပ်ရတာပဲတိတာပေါ့အခုကြီးကားလေးဈေးရောက်ပြီးပြင်ရင်အပြန်မှာငါးတွေဝင်မယ်ပြီးရင်အိမ်ကြခန်းရွက်ကင်ရတယ်ကင်ပြီးရင်တိချစားနွေးငန်းပြရည်ဟင်းနဲ့ချဲ့တဲ့တကြားမုံနဲ့နေပြီးဂျင်းကြက်တုံဖြူနဲ့တိချပေါင်းတာပါငါးပေါင်းအိုးတည်ထားတာကိုတထင်းမကတီးပြီးကြည့်ရင်ငိုင်မီးရည်နဲ့စောင့်ချိန်မှာခန်းတွေကတအိမ်လုံးရဲ့အဝိရှော်အိမ်တန်ရှင်းရေးပေါ့ညနေစာချက်ပေါ့ဒီလိုနဲ့ပဲတနေ့ကြာအလုပ်ကလဲပတ်သွားတာပါပဲဘုံကထိန်ပွဲအတွက်ပြဆက်တိုက်တဲ့ကိစ္စကိုတော့ဂျပန်နှစ်ရက်ငါးပေါင်းရောင်းပြီးတဲ့အချိန်သွားပေးရစေလို့ခွင့်တောင်းမိတာတထင်းမလို့ဒါလေးတော့ကျမသွားလုပ်ပြရစေလို့ဒီပြည့်ရက်တွေမှာအိမ်လုပ်တွေပုတ်လုပ်ပေးပါမယ်ဆိုတော့တထင်းမကလည်းအေးသွားပါတဲ့သူကနားမလဲပါမလဲနဲ့ခန်းရွက်ကိုအထင်တွေတောင်ကြီးလို့နေငါကြားဆံမင်းသမီးလှုပ်တက်တယ်ပေါ့နော်တဲ့ခန်းငါးနှစ်ကောင်ပဲကြံတော့တယ်မြန်မြန်ပြန်ရအောင်အော်ပါအောင်ဟုတ်သားပဲဒီနေ့ခန်းရွက်တို့ကုံသားမြန်နေမြန်မြန်ကုံတော့လေမြန်မြန်ပြန်ရတာပေါ့အိုးဒီငါးလေးနှစ်ကောင်များခန်းရွက်တစ်ခါအော်မရှိပါဘူးငါးပေါင်းတွေလာပါအရသာရှိတယ်လက်ဆက်တယ်ဟောအော်လို့တော့မဆုံးသေးဘူးဆိုင်ရှိမှလူလာရက်ပြီးအာနိ၆လိုက်ခါတဲ့ဒါဘလောက်လဲတဲ့ဈေးဝယ်သူကခန်းရွက်ကိုကြည့်တယ်ခန်းရွက်ဖြေဖို့ဟန်ပြလိုက်စဲမှာပဲဆီယာမရုတ်တရက်ပိပိတတထွက်လာတဲ့မြမစကားတန်ဟာခန်းရွက်ကိုတုံလောက်သွားစေခဲ့ပါတယ်ဆီယာမခန်းရွက်မဟုတ်လားစိုင်းကြော်သူလေဆီယာမဒီကောင်ကစောနောင်ဆီယာမဟုတ်သားပဲကျွန်တော်စောနောင်လေးဆီယာမစိုင်းကြော်နဲ့စောနောင်အင်မတန်တွက်လက်တဲ့ခန်းရွက်ရဲ့စကားတန်ဟာထင့်ငေါ့တုံရင်လို့တစ်ချိန်တုန်းစီကနှင်းတွေကြားကမှုံဝါးဝါစာတင်ကြောင်းလေးပြီးတော့အစော့တန်နဲ့မြောက်ကလေးနှကောင်ခန်းရွက်ရဲ့တပည့်နှကောင်ဟဲဝမ်းတာလိုက်တာစိုင်းကြော်ရဲ့စောနောင်ကြည်စမ်းလူကြီးတွေတောင်ဖြစ်နေပြီသူတို့လေးနှစ်ယောက်ရဲ့လက်တွေကိုခန်းရွက်အတင်းဆုပ်ထားမိတယ်စကားတွေတွတ်ကိုလည်းဘာတွေပြောမိမှန်းမသိသူတို့ကလည်းအများကြီးပြောတယ်စိုင်းကျော်ကဒီကတက္ကသိုလ်မှာကျောင်းလာတက်တာဆရာမသူက10တန်းလဲအောင်နေရန်ကုန်မှာတက္ကသိုလ်လဲသွားတက်နိုင်တယ်ဆရာမရဲ့ကျွန်တော်ကတော့ဆရာမနဲ့သိမကွာပါဘူးကျောင်းကထွက်ရတာပါပဲအခုဒီမှာကြာပန်းလုပ်ဖို့ဆရာမတဲ့ဘေဘီကလူတွေဘသူမှနားမလဲခြင်းလဲနေပါစေဆီယာမခေါ်တန်တွေနဲ့ဒီချိန်ပိုင်းလေးကုံဆုံးသွားမှာကိုခန့်နဲ့နှမျောလာပါပြီတော့လက်ကြံငါးလေးနှကောင်ကိုတေချာလေးထုတ်ပြီးပေးရသေးတယ်ပတ်စံပါလို့ယူရမှာလေမင်းတို့ဆီယာမဒီလောက်တော့တတ်နိုင်ပါသေးတယ်ကွယ်မင်းတို့နဲ့တွေ့ရလို့ငါးပေါင်းတယ်မှာဘလောက်ဝမ်းသာသွားတယ်ဆိုတော့မင်းတို့သိရလားကလေးတို့ရေခန်းရွက်ရဲ့တထင်းမကြီးကတော့မသိတာသိကြတယ်မယုံနိုင်တာလဲအသေးကြပဲခန်းရွက်ပြောသမျှကိုမျက်လုံးကြီးပြူးပြီးခေါင်းကိုသာတင်တွင်ရန်လို့ဘာပြောတယ်နင်ကဆရာမစတင်တဲ့ဆရာမဟုတ်လားတဲ့ဒီတစ်ခါမတ်တဲ့အိမ်မက်မှာတော့နှင်းမုံလေးကြားကဝိုးတဝါလှမ်းမြင်ရတတဲ့စာတင်ကြောင်းလေးထဲမှာခန်းရွက်ရဲ့လေစာတွေကိုအားရပါရသင်လို့စိုင်းကြော်လဲရှိတယ်စောနောင်လဲရှိတယ်ညီမလေးနဲ့မောင်လေးလဲပါတယ်စပွဲပေါ်မှာတော့ခန်းရွက်ချစ်တဲ့ကြောင်တက်ခေါင်းလောင်းကလေးနားထဲမှာခေါင်းလုံးတန်တွေစူညံနေတဲ့နိုးတဝက်အိမ်မဟာခန်းရွက်ကိုနာကျင်ထိခိုက်စေပါတယ်နှင်းတွေကြားကခန်းရွက်ရဲ့စာတင်ကြောင်းလေးကိုလွမ်းလာပါတယ်ပြင်ကျင်လာပါတယ်အိုးခန်းရွက်ကဘယ်တော့ပြင်ရမှာလဲဘယ်တော့လဲဟုတ်ကဲ့ပါရှင်ယခုဝတ္ထုလေးအားအဆုံးထိနားဆင်ပေးတဲ့အတွက်ဖူဖူ Audio Book Channel လေးမှာကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုလေးမှာလည်းစိတ်ဝင်စားဖွယ်ကောင်းတဲ့ဝတ္ထုဇာတ်လမ်းလေးနဲ့အတူပြန်လာခဲ့ပါမယ်ရှင်